email ဖွင့်ကြည့်လိုက်တာ Amazon AWS service ကပို့တာရှိတဲ့အတွက်နဲ့ဒီမှာဘယ်လောက်ကြာလဲဆိုတော့ဒီမှာ23.43ဒေါ်လာကုန်ကျစရိတ်ရှိတယ်ဆိုပြီးတော့ message ဝင်လာတယ်ဝင်လာတော့အဲ့ဒီမှာပါတဲ့ message ကိုbrowsing လုပ်ကြည့်တော့ဗောနော်လုပ်ကြည့်တော့ဒီမှာဝင်ကြည့်တော့ပါတဲ့ summary မှာ23.43ဒေါ်လာ43ဒေါ်လာဆိုတော့အဲ့ဒါကို break down ပြန်ပြီးတော့ဘာကြောင့်ဖြစ်ရတယ်လဲဆိုပြီးတော့တစ်ခါပြန်ပြီးတော့ break down ပြန်ဆင်ကြည့်တယ်သူကဆင်ကြည့်တယ်ဆိုတော့ဒီမှာသူကဒီလိုပြထားတယ်RDS ပေါ့နော် relational database service က23.3ခွန် budget private cloud 0.06 general cloud watch တို့ data transfer တို့ key management service တို့ secret manager တို့ sample storage အဲ့ဒါတွေကတော့ no cost ဒီတစ်ခုတည်း RDS မှာ23.3ခွန်ဆိုပြီးတော့ပေါ်နေတာပေါ့နော်ပေါ်နေတော့ RDS ကိုပြန်ပြီးတော့ expand ပြန်လုပ်ကြည့်တယ် RDS မှာရှိတဲ့ဆိုရင်သူသုံးထားတဲ့ server storage က US East Ohio ကိုသုံးထားတယ်အဲ့မှာ23ကျတယ်အဆောင်ဆိုတော့ RDS မှာနှစ်ခုကွဲသွားတယ် MySQL ရယ်နောက် SQL Server Express Edition ရယ်ဒီကျွန်တော်ကဒီမှာ database ကဗာတင်ထားလဲဆိုရင်ဒီမှာ server ကကျွန်တော်ဒီမှာရောက်ပါလေဒီကောင်က close လုပ်မယ်နော်ဒီကောင် close လုပ်မယ်ဒီကောင်က server မေးဆောင် server ကပိတ်လိုက်တာမသိဘူးပြန်ဖွင့်ကြည့်လိုက်နော်ပြန်ဖွင့်ကြည့်မယ်ဆိုရင် registration okay RDS နဲ့ RDS မှာကျွန်တော်ဗာတင်ထားလိုက်ဆိုရင် database မှာသူကဒီမှာ MySQL community နဲ့ SQL server express edition ဆိုပြီးတော့ဒီမှာနှစ်ခုတင်ထားတယ်နော်နှစ်ခုတင်ထားတယ်ဆိုတော့ဒီမှာပုံသားရှိပါတယ်ရှင်းစားတဲ့တစ်ခုပြရမယ်အဲ့လိုတင်ထားတဲ့အခါကျတော့ဒီမှာသူက MySQL အတွက်ကို instant အတွက်ကသူက charges ယူတဲ့ပုံမပေါ်ဘူး MySQL ဒီမှာ charges က0တိုးတော့ဒီမှာ SQL server edition အတွက်ဆိုရင်သူက 15.58 ယူတဲ့အပြင်ကိုဒီဘက်ကUS 15.58ယူတယ်ဒီမှာ7ကပါလဲဆိုတော့ GP3 ခေါ်တဲ့ GP3 storage GP2 storage ကဒီ SQL MySQL အတွက်ဖြစ်နေအဲ့ဒီက cost က0သူကဒီမှာ 0.33 GB 0 per GB နဲ့ဆိုတော့ဒီမှာ0 cost ဒီမှာကျတော့0.115 per GB နဲ့သူက 67.754 GB ဆိုတော့$7ကျတော့နော်$7ရဲ့ဒီအပေါ်ကဒီ RDS SQL Server Edition အတွက်15ဆိုတော့23ဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီကောင်ကိုဘာသုံးရမလဲဆိုရင်ဒီထက်ကဒီ SQL Express Edition ကိုတော့ကျွန်တော်ပြန်ဖြုတ်လိုက်ရမှာအဲ့တော့ဆိုတော့ဒီမှာ MySQL နဲ့လည်းသုံးလို့ရတယ် SQL Server Edition နဲ့လည်းကျွန်တော်သုံးလို့ရနေတာပဲဆိုတော့ MySQL ကသူကအတိုင်းတာတစ်ခုဒီကိုသူက cost ကို free ပေးတဲ့သဘောမျိုးရှိတယ်ဆိုတော့ MySQL နဲ့ပဲထည့်ပြီးတော့ data ကိုပြန်ပြီးတော့test run ပေါ့ဗျာတကယ်လုပ်ငန်းဖြစ်လာတဲ့အခါကျတော့လည်းသုံးကျင်တဲ့ client ပေါ့ module SQL server သုံးကျင်တဲ့ server သုံးပေးလိုက်ပေါ့ MySQL သုံးလိုက် anyway ဘာပဲသုံးသူက limit တစ်ခုကကျော်လို့ရှိရင်တော့ပတ်စံပေးရမှာပဲလေ test run ကလာဒီမှာတော့ cost မရှိတင်ဘူးဆိုရင်တော့ကြံပေးချင်တော့ SQL server နဲ့မဆမ်းမနဲ့ဒီ MySQL နဲ့ဆမ်းတာပို့တဲ့ခုတည်း cost save ဖြစ်တယ်အခုတော့ဆိုတော့ကျွန်တော်ဒီမှာ$23သူပေးလင်းတော့သူတက်လာပြီနော်အဲဆိုတော့ဒီ invoice ကိုကျွန်တော်ဒီမှာ invoice ကို download ဆွဲကြည့်တယ် download ဆွဲကြည့်တော့ invoice ကကျွန်တော် download ဆွဲလိုက်ပြီဒီမှာ invoice ဆွဲလိုက်ပြီးတော့ download ထဲကဒီ document ထဲမှာဒီ invoice ကဒီ invoice number ဒီကိုရောက်လာပြီအဲဆို AWS ကနေပြီးတော့ Amazon web server ကနေ invoice တောင်းလာတယ်တောင်းလာပြီးတော့ဒီမှာကိုတိုင်းအတွက်ကိုဒီမှာအမှုတိုင်းရောက်ကွဲပါညပါည
mana sama ma le to with service charges ka lo cha no jan DT ma ra zero cost ပေါ့နော်လောလောဆယ်ပြီးခဲ့တဲ့မေလဒီတရက်နေ့ကနေမေလ30တရက်နေ့ထိ23ဒေါ်လာဟိုဒီလအတွက်လက်ပေးမယ်ဆိုတော့ဒေါ်လာ2လစာအတွက်ဆိုတော့40လောက်တော့နော်ဖြစ်မဲ့တော့ရှိတယ်ရှိတဲ့အခါကျတော့အဲ့တော့ Tesla အတွက်ကအကြံပေးချင်တာက my sequence နဲ့တော့မှာ XUS server နဲ့တော့ရင်သူကဒီ RDS လို့ခေါ်တဲ့ relational database service charges ကိုဒီ my XUS နဲ့ကသူက free of charge limit တစ်ခုထိပေးထားတယ်ဒါပေမဲ့ XUS server အတွက်က charge လုပ်တယ်အဲ့လိုကျွန်တော်နားလဲတယ်ပေါ့နော်နားလဲမှုတွင်လည်းမှဒီမှာလက်ရှိအကျွဲအရာကတော့အဲ့လိုပဲကျွန်တော်တွေ့နေရတယ်ဗျာနော်အဲ့ဒါဒီကိုနော် sharing လုပ်တာပါကျေးဇူးတင်ပါတယ်